ကိုကလည်းမလာသေးဘူးဟိုကောင်းမတွေနဲ့တွေ့ရမှာပဲဆိုနေမှာဘယ်လောက်ထိပြင်းနေလဲမသိပါဘူးအဲ့လောက်ပြင်းစရာမလိုပါဘူးလို့ပြောနေအောင်ဟေးကြာလိုက်တာကဲရောက်ပြီညီမလေးအမလေးကိုရဲ့ဘယ်လောက်တော့ပြင်းနေလဲမသိဘူးနော်ကြာလိုက်တာမွေးကြိုင်းနေတာပဲဟေးလူပြိုဆိုတော့ဒီလိုပဲလေကဲတော့မယ်တက်ဟုတ်ဟိုကောင်မဘာကြီးလုံနေလဲမသိဘူးကြာလိုက်တာတော့ငါတို့ချိန်ထားပါရဲ့ဆိုနေပါအေးဟုတ်ပါငါလည်းချိန်ထားတယ်ဘာကြီးများလုံနေလဲဒါမို့လည်းမလာဘူးလားမသိဘူးငါတို့ပြန်ဂျင်းထဲသွားလာမသိဟုတ်မှထင်တယ်နော်မလာဘူးလားမသိဘူးဟုတ်ပါကြာလိုက်တာကြီးဟုတ်ပါဒီနေ့ငါတို့တူပြက်လေးတွေဝတ်ထားတာသူ့ကိုငါတို့ကြိုက်မယ်လို့ထင်တယ်နော်အေးငါလည်းထင်တယ်အေးတူပဲငါလည်းထင်တယ်ဟေးအဲ့ဒါကြောင့်ငါလည်းထင်လို့လေအေးကြီးလေးကိုလည်းလေးပေါ်အောင်ဝတ်ထားတာငါကတော့ဒီလိုမျိုးလေးလက်ပတဲ့ခါတိုလေးတွေဝတ်တာဒါလည်းတူလေးတွေမလေးဒီကြပါအောင်ငါလည်းလှတယ်မလားလှပါဟေးအကုန်လှတယ်ဟေးဟုတ်ပါကဲကိုတို့ရောက်ပြီဆိုတော့သွားရအောင်ဟုတ်ကိုဟေးအကိုရောက်ပြီပဲဟေးညီမတို့ကစောင့်တယ်အကြာကြီးပဲဟေးဟုတ်လား sorry တော့ဒီနေ့လည်းနောက်ကျသွားလို့ရပါတယ်ရှင်ကိုရဲ့ဒီနေ့အကိုနာမွေးကြိုင်းတာပဲလေလှရတော့အကိုဒီနေ့စပင်းလေးလှုပ်လာလဲလှတယ်အေးကြီးလေးလည်းလှတယ်ညီမတို့ရဲ့တိုက်ပဲဟုတ်ပါပြီဗျာကျေးဇူးပါနော်ဟုတ်ကဲ့ပါဟိဒါနဲ့ညီမတို့ရောလှတယ်မလားလှပါတယ်ကဲသွားထိုင်ရအောင်လားဟုတ်ညီမလေးပြေကိုလာထိုင်ပါလားဟုတ်ပါပြီနေအောင်ညီမလေးပြေလာထိုင်ထားလိုက်ပါတော့တွေးခဲ့ရနေရပဲထိုင်လိုက်တော့မယ်လာထိုင်မယ်ဒီဘက်တော့လေတားချင်အကိုတို့မလာတော့ထင်းနေတာလာပါပေါ့ဒီတိုင်းလေးနည်းနည်းနောက်ကျသွားတာစပင်းလေးပါလောက်တာနဲ့ဆိုရင်ဟုတ်လားဟေးအကိုတော်တော်လာရနော်ကျေးဇူးပါဗျာဟေးဘာစားမလဲစားကြည့်တာစားလေညီမလို့လေညီမတို့ကတော်ပြီညီမတို့အိမ်မှာစားလာတာအကိုတို့နဲ့တွေ့မယ်ဆိုတော့လေဟုတ်လားဒါနဲ့အကိုကြီးပါလေးကလည်းချစ်စရာလေးနော်ဟုတ်တယ်ဟေးဘလို့ဖြစ်တယ်လဲမသိဘူးနော်အေးဟုတ်ပါဟေးကဲစကားလေးပါလေးပြောပြီးသွားလို့ရှင်ကစားကွေးပါလေးသွားမယ်နော်ဟုတ်ပါပြီဒီနေ့ကကြောက်ပိတ်ရက်ဆိုတော့ကြိုက်တဲ့နေရာသွားလို့ရတယ်အဲ့ဆိုကိုလိုက်ပို့မယ်အေးပြောလိုက်တာကျေးဇူးပါနော်ရပါတယ်ကဲပါစားလို့တောက်လို့လည်းပြီးပြီဆိုတော့ကစားကွေးသွားရအောင်လေဟုတ်ပြီကဲသွားမယ် let's go ကဲကစားကွင်းလေးရောက်ပြီဆိုတော့သွားရအောင်လေဟုတ်ကဲ့ကိုသွားမလားပျော်စရာကောင်းမယ်ပေါ့နော်ဟုတ်တယ်ဟဲ့သူ့ကိုချစ်စရာလေးနော်ဟုတ်တယ်ငါတို့ပြောတဲ့ပုံစံလေးချစ်စရာဟုတ်ပါငါတို့တိုက်ပဲကဲဒေယုဘာကစားကြမလဲဘာကစားကောင်းမလဲတီးဦးဟိုကဘယ်ရောက်သွားလဲဒုက္ခပါပဲသူဖုတ်ကွာပြောတယ်ခဏလောက်ဆောက်လိုက်အောင်နော်ဟုတ်ပါပြီsorry ပါတော့ညီမဖုတ်သွားပြောတယ်လို့ရပါတယ်ကဲသွားဆော့ရအောင်လေဟုတ်သွားမယ်ဘာစီကောင်းမလဲညီမတို့ဘာစီကြမလဲတီးဦးလေရိုရာခူစတာကြီးသွားစီရအောင်ဟုတ်ပြီသွားမယ် let's go ကဲစီကြရအောင်မြင်လားဟုတ်သွားမယ်လားစီးမယ်ကဲစီးမယ်တက်မြင်ငါတယောက်သေးပါလားထားလိုက်သွားမယ် let's go တာပြီယေဟေးငါပြောမယ်ဒီလားသူ့ကိုနားကိုပဲဒိုင်းနေတာနော်ဟုတ်ပါလေသူ့ကိုပြစိတ်မချလားသူ့ရဲ့ရီးစားလာတော့တဲခွဲတော့ဒါလည်းရီးစားတော့ဖြစ်တယ်လည်းပါဘူးဒီလားအကိုပဲခေါ်နေတာလေဟုတ်ပါကဲငါတယောက်သေးကြောက်တယ်နော်နေစမ်းပါနေရလေဒုက္ခပါပဲကြောက်နေတယ်လာစီးပဲမြေနေရောက်လေနေရူရာခုစတာလက်ကွာမသွားသေးဘူးမှာနည်းလေးပဲရှိသေးမြန်တော့မှာခဏစောင့်ကြအောင်ဟုတ်ပါပြီနောက်မှာစကားတွေများတာကြီးစမ်းဟိုကမတယောက်ထဲထိုင်ရတာပြောစရာကြီးကဲတက်ပြီငါ
ကြောက်တယ်တော့ဟာနေဆက်ပါနေဆိုဒီပါလေကြောက်ဘာလို့အစကတည်းကစီးရလေဒီကြိုက်လေငါတို့လည်းနေစီးရတယ်လိုက်စီးရပေါ့အာနေဆက်ပါကဲတော်ပြီကွာပြီတော်ပြီတူဦးပြလိုက်တာယောအမလေးကြောက်လိုက်တာအမလေးလေးကြောက်လိုက်တာဟာဘာလို့အော်တာတော့နေအော်ပါငါတို့ကပိုလက်တာဟာဦးကောက်လိုက်တာအေးငါကြောက်တယ်နေဆိုဒီပါလေကွာဦးစီလူကောက်လိုက်တာငါကြောက်တယ်ထားဒါပဲဒီရူရာကူစတာစီးလိုက်ပါဦးတော့ဖေးရှိပြီးသွားပြောလိုက်တာခုတော့ပါဟိုကောင်မကြောက်တယ်ကဲဒါပြီးပါစီးကြမလဲဒါပြီးကော်ဖီခွက်လေးစီးရအောင်ဟုတ်အိုးလာလိုက်တာအိုးဗိုက်တယ်ကော်ဖီခွက်စီးမယ်ပြီးရင်โอเคရတော့ပဲဒူအိုးရောက်တော့ပဲအိုးရောက်တော့ပဲကဲနေတော့ဟိုဘလေးကြောက်လိုက်တာရေးကတော့ရေတွေပန်းတွေတောက်တော့တယ်နေရတော့နေရတကကြောက်နေတာဆိုတော့ထားလိုက်ပါတော့ဟေးရောက်ပြီစေးမယ်စီးပြီးပြီတော့မယ်ရိုရာကူစတာစီးပြီးပြီဆိုတော့ကော်ဖီကစီအောင်လာဟုတ်ကဲ့ဟေးပြောလိုက်တာဟဲ့ဟာလေးကပြောလို့ပဲတိလားသူကြည့်ပါလေသူ့ဘက်ပဲပါထိုင်းနေတော့ငါတို့မထိုင်အောင်ဟုတ်ပါတော့ဒါပေမဲ့အမြဲတမ်းချစ်စရာလေးတော့ပေါ့ပါဟေးကျေးဇူးပါတော့ညီမတို့လည်းလာစီးပြီးလို့ရပါတယ်တရားညီမဒီတဲ့အကိုကဘိတ်ဆွေတွေပဲကိစ္စမရှိပါဘူးရတယ်ဟုတ်ကဲ့ဟေးကောက်လိုက်တာစီးလို့ကောက်လိုက်တာဟေးအကုန်ပြက်တာလေးကိုကြည့်ပြီးတော့လေစီးရတာလေညီမတို့ရေထဲမှာပေါ့လာမယ်နော်ဘာဖြစ်လို့လဲအကွက်ချစ်စရာလေးမလို့လေချောတယ်ညီမတို့ရဲ့ favorite တိုက်ထဲမှာပါလို့လေဒါဗျာဟေးချစ်စရာလေးဟုတ်ပါစီးလို့ကောက်လိုက်တာအကိုပြက်တာလေးကြည့်ပြီးတော့လေးစီးရတာညီမတို့ရေထဲမှာလေးပြောလိုက်တာဟုတ်ပါပြီကောင်းပါတို့ရေအားနဲ့လည်းစကားပြောအောင်လေနေကအကိုတွေပဲစကားပြောနေတို့ထူးဆန်းလိုက်တာနော်နေတို့ဘာများဖြစ်တယ်လဲမဟုတ်ပါဘူးဒီတိုင်းနေ့ကိုချစ်စရာလေးဖို့လို့ပြောတာပါဒီဆိုဒီပါလေအကုန်လုံးထိလွဲတာဟုတ်ပါတော့ကဲဒါစီပြီးတော့မယ်လေပြန်ရအောင်ဟုတ်ဒါလည်းညီမတို့အကားနဲ့ဖြော်ပြအောင်မယ်အကားနဲ့ဟုတ်တယ်ဘယ်မှာဖြော်ပြမှာတော့ဘယ်မှာဖြော်ပြကောင်းမလဲအကားနဲ့ဆိုရင်ညီမတို့ဟိုဘက်ကဘယ်မှာလဲဟုတ်တယ်ဒီလမ်းမှာပဲဖြော်ပြပြမယ်ကိုရိုးတွေကကြည့်ထားလိုက်ဟုတ်ပါပြီကဲစီးပြီဆိုတော့ရအောင်ဟုတ်ကဲအကိုတို့နှစ်ယောက်ကညီမတို့ကားနဲ့ဖြော်ပြတာကြည့်ဟုတ်ပါပြီဒီယောတုကဟိုဟေးသူတို့ကလိုက်နော်အကုန်မျက်စိထဲပါညီမတော့ယူးကြောင်လေးနဲ့စိတ်ပြက်စရာဟိုကကြည့်ဖေနေုံလဲလှုပ်ပြလာကြည့်စမ်းစိတ်ပြက်စရာကြီးကတော့အဲ့လိုမထင်ပါဘူးငါမျက်လုံးထဲပါတော့200 300လုံးထဲပါအလေးကောင်းကလေးလှရတော့ဒီကိုကတော့နော်စိတ်ပြက်စရာဒီနာဘူးဒီအကိုနာဘူးတဲ့တော့စိတ်ပြက်စရာဘာပြောနေပါဦးသိဟုတ်ပါအကိုကားရမလားကားတာဗော
လေးပါလေးပေးအောင်လေညီမတို့ကတယ်အချိန်လေးအကိုကတော့အလဲကောင်းကောင်မလေးကိုကြိုက်တယ်အိုးဟုတ်လားညီမတို့ကြက်ကြက်ကပေးမယ်ရော့ကြက်ကြက်ကပေးဒီမှာကြက်ကြက်ကပေးမယ်ရော့တန်ကောင်းတယ်မလားကောင်းတာဗောညီမတို့ရဲ့အလဲကောင်းညီမလေးကစက်ကလေးနဲ့ဆိုချစ်စရာလေးဟေးကျေးဇူးပါနော်အမလီအဲ့လိုများပြောတာနော်သူစစ်ကြပါတော့ဟေးတွေ့ရစရာတကယ်လားလားချောင်းကနေပိုင်နာလို့တာမဟုတ်ဘူးကိုသူ့လိုချောင်းတီးတယ်လို့တကယ်စိတ်ပြက်စရာကြီးဟေး